ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာဒီရှိ channel ကနှစ်ပတ်လောက်ပိတ်ခံထားတဲ့အတွက်ကြောင့်ရှင်မြန်မာတူတီရန် channel လေးကနေကျွန်တော်နေတိုက်ကဏ္ဍလေးတွေကိုရှာပြီးတော့တင်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ချင်းမိတ်ဆွေများအနေနဲ့ကျွန်တော် channel လေးကိုနော်ကျွန်တော်ရဲ့အရန် channel လေးကို subscribe မလုပ်ရဘူးဆိုလို့ရှိရင်လည်း subscribe လုပ်တာပါဘေးကခေါင်းလောင်းလေးကိုနှိပ်တာပါကျွန်တော်ဆွဲပြပေးတဲ့ site ကလေးတွေကိုကြိုက်နှက်တက်တယ်ဆိုလို့ရှိရင်လက်မလေးတွေနှိပ်ပြီးမှအားပေးကြပါအောင်လို့နောက်ဘက်ကနေတောင်းဆိုပါတယ်ခုကျွန်တော်ဆွဲပြပေးမယ့် site ကလေးကိုအစအနေဆုံးကြည့်ရှုမယ်လေ့လာမယ်မိမိကိုယ်တိုင်ကြိုက်နှက်တက်တဲ့ဆိုမှကန်ဆန်းပါလို့ကျွန်တော်ကြံပေးခြင်းပါတယ်site ကလေးကိုစလိုက်ရပါတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီလိုလေးအပိုင်းအောင်လေးဝိုင်းနှစ်ဝိုင်းကိုဝိုင်းလိုက်ပါမယ်ဒီအပိုင်းအောင်ဝိုင်းထဲမှာရှိတဲ့ခဏနှလုံးကိုပေါင်းလိုက်မယ်နော်1ရဲ့6ရဲ့1နဲ့6နဲ့ပေါင်းလို့ရှိရင်ခွန်ဖြစ်ပါတယ်6ပေါင်းရင်ခွန်ဖြစ်တဲ့အတွက်ကြောင့်ခွန် break ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါမယ်ကဲပါပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာ1နဲ့6နဲ့ပေါင်းလိုက်တာခွန် break ပေါ့နော်အဲ့ဒီ complete ဒီနောက်ပိုင်းမှာဒီမှာ6တက်ဆိုပြီးတော့ complete ထွက်ပါတယ်နောက်တစ်ပင်ကလည်းကျွန်တော်ဒီလိုလေးပိုင်းအောင်အဝိုင်းလေးနှစ်ဝိုင်းဝိုင်းလိုက်မယ်ဒီအဝိုင်းထဲမှာရှိတဲ့ကဏ္ဍနှလုံးကိုပေါင်းလိုက်မှာဖြစ်ပါတယ်1နဲ့3ညနဲ့ပေါ့နော်1 3ညကိုပေါင်းလိုက်လို့ရှိရင်1ပေါ့ဗျာနော်1ဆိုတော့1 break ဆိုပြီးတော့ယူလိုက်မယ်ဒုတိယပင်လေးကဒီမှာ1 break ရပါတယ်အဲ့ဒီ1 break ဒီလေဒီမှာ6နှစ်ဆိုပြီးတော့မနက်ပိုင်းမှာ1 break ထွက်ပါတယ်နော်6နှစ်ဆိုပြီးတော့1 break ထွက်ပါတယ်တတိယပင်လေးကိုဆက်ကြည့်အောင်နော်တတိယပင်ကိုလည်းကျွန်တော်ဒီလိုလေးပိုင်းအောင်ဝိုင်းလေးနှစ်ဝိုင်းဝိုင်းလိုက်မယ်ဒီမှာ8ဆိုတဲ့ကဏ္ဍရှိမယ်ဒီမှာ9ဆိုတဲ့ကဏ္ဍရှိမယ်အဲ့ဒီ8နဲ့9ကိုပေါင်းလိုက်မယ်8နဲ့9ပေါင်းရင်15နော်8ခွန်ပေါင်းရင်15ဖြစ်တဲ့အတွက်ကြောင့်5 break ဆိုပြီးတော့ကျွန်တော်ယူလိုက်မယ်တတိယပင်လေးက5 break ရပါတယ်အဲ့ဒီ5 break ဒီ3ပင်ဆက်ပြီးမယ်ဆိုလို့ရှိရင်ဒီနေ့မနက်ပိုင်းမှာ5 break ထွက်မှာပေါ့နော်ဟုတ်ပြီဒါလေးကတော့ break line လေးပေါ့နော် break line လေးပြီးတော့ကျွန်တော်ထိပ်စီး line လေးကိုကျွန်တော်ပြပေးမယ်နော် break နဲ့ထိပ်စီးနဲ့တွဲရမယ် site လေးပေါ့နော်ထိပ်စီးအနေနဲ့ကကြတော့ဒီမှာစိမ်းအောင်လေးဖြစ်ပါတယ်ဒီစိမ်းအောင်လေးကိုလည်းကျွန်တော်စိမ်းအောင်ဝိုင်းလေးနှစ်ဝိုင်းဝိုင်းလိုက်မယ်ပေါ့နော်စိမ်းအောင်ဝိုင်းထဲမှာရှိတဲ့ကဏ္ဍနှလုံးကိုပေါင်းလိုက်မယ်2နဲ့4နဲ့2နဲ့4နဲ့ပေါင်းရင်6နော်2 4ပေါင်းချင်း6ဖြစ်တဲ့အတွက်ကြောင့်သူကဒီမှာ6ထိပ်စီး6ထိပ်စီးဒုတိယပင်ထိပ်စီးလေးကိုကြည့်အောင်
ဒုတိယပြန်လည်းဒီမှာ6ဆိုတဲ့ကဏ္ဍရှိမယ်ဒီမှာ3ရှိမယ်6နဲ့3နဲ့ပေါင်းလိုက်မယ်6နဲ့3နဲ့ပေါင်းရင်9ဆိုတော့သူကဒီမှာ9ထိပ်စီ9ထိပ်စီတတိယပြန်ထိပ်စီလေးကိုကြည့်အောင်3ညဒီမှာ2 3ညနဲ့2နဲ့ကိုပေါင်းလိုက်မယ်3ညနဲ့2နဲ့ပေါင်းရင်3ညနဲ့2နဲ့ပေါင်းရင်2ရပါတယ်2ဆိုတဲ့အတွက်ကြောင့်ပထမပင်နဲ့ဒုတိယပင်လိုပဲ2ထိပ်စီဆိုပြီးတော့ကျွန်တော်ယူလိုက်မယ်တတိယပင်ကိုကျွန်တော်2ထိပ်စီဆိုပြီးတော့ယူလိုက်တယ်ထိပ်စီက2ထိပ်စီဘရိတ်က5ဘရိတ်နဲ့main ကွက်ရေးပေးမှာပေါ့နော်2 3ပေါ့ဗျာနော်2 3ရယ်ခွန်3ရယ်ဒီနှစ်ကွက်ကတော့ main ပေါ့နော်ဒီနှစ်ကွက်ကဒီက main ပြီးအရန်နေနဲ့ကကြတော့2 8ရယ်ခွန်8ရယ်ရမ်းမယ်နော်2 8ရယ်ခွန်8ရယ်ရမ်းမယ်ကျွန်တော်ချင်းမိတ်ဆွေများအနေနဲ့ပေါ့နော်ဘလောက်ပဲဒဲရစီကမူမိတ်ဆွေများအနေနဲ့အာပြီးမှကစားပါနော်ဥပမာဒဲကိုပို့ကစားမယ်အာဘက်ကိုပကစားမယ်ဆိုရင်လည်းရပါတယ်နော်โอเคပါ23ရက်sorry 21ရက်3လ21ရက်3လ2025မနက်ပိုင်း12:00နာရီမိနစ်အတွက် site လေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူရင်ဆန္ဒတွေတလုံးလုံးနဲ့ပြည့်စုံပြီးလူတန်းပေးကမ်းဆွန့်ကျက်နိုင်တဲ့ပုံကိုယ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောနိုင်ကြပါစေခင်ဗျာ